မိုင်းဆော့ပစ်တာလို့မင်္ဂလာပါပီးမြားလေးပွဲစဉ်ဆက်ခွန်မှာတော့စပါးတင်းနဲ့လီဗာပူးအသင်းတို့ထိပ်တိုက်ရင်ဆိုင်ကြမယ့်အကြောင်းလေးကိုပြောပြပေးချင်ပါတယ်နှစ်သင်းစလုံးကဂျားရဲ့အထက်မှာဘာပွဲစဉ်မှာရှင်ပြိုင်ထားခြင်းမရှိဘူးအဲ့တော့ဒီပွဲကိုလန်းလန်းဆန်းဆန်းနဲ့ရှင်ပြိုင်ကစားသွားကြမှာလည်းဖြစ်တယ်ဒီဟာဒီနှစ်သင်းစလုံးကရလက်တွေစိုးရွားနေတာကြောင့်ဒီပွဲစဉ်မှာတော့အနိုင်ရလက်ရရှိအောင်စ조사အားထုတ်ကြမှာဖြစ်ပြီးတော့တော်တော်လေးကိုကြည့်ကောင်းမဲ့ပွဲစဉ်ဖြစ်တော့ရှိလာမှာပါနှစ်သင်းနောက်ဆုံးကစားထားတဲ့ပီးမြားလေးပွဲစဉ်ကိုလည်းပြောပြပေးချင်ပါတယ်စပါးတင်းကတော့ Nottingham Forest အသင်းကို3ဂိုးပြတ်နဲ့အရေးနှိပ်ထားပြီးတော့လီဗာပူးအသင်းကတော့ Brighton အသင်းကို2ဂိုးဂိုးမရှိဆိုတဲ့ရလက်နဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်နောက်ဆုံးကစားရတဲ့ပြိုင်ပွဲစုံ9ပွဲမှာဆိုလို့ရှိရင်လည်းစပါးတင်းက2ပွဲနိုင်2ပွဲရှုံးနဲ့တပွဲတည်ရလက်ရရှိထားတာလည်းဖြစ်ပါတယ်လီဗာပူးအသင်းကတော့ပြိုင်ပွဲစုံနောက်ဆုံး9ပွဲစလုံးမှာရှုံးပွဲကြုံတွေ့ထားတာချင်းတော့မရှိပါဘူး3ပွဲနိုင်2ပွဲတည်ရလက်ကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်အဲဒါကြောင့်လီဗာပူးအသင်းကစပါးတင်းတက်တော့အကောင်းဆုံးပုံစံမှာရှိနေတယ်လို့တော့ပြောလို့ရပါတယ်စပါးတင်းရဲ့ဒီယာဒီချိန်တွေကိုပြောပြပေးခြင်းနဲ့စပါးတင်းကတော့နီးပြသောမတ်ဖရန်လက်ထက်မှာအစာပိုင်းကောင်းမွန်ခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့ရလက်တွေစိုးရွားနေရလည်းဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့အိမ်ကွင်းမှာရလက်တွေပုံမစိုးရွားနေပြီးတော့အဝေးကွင်းပွဲစဉ်တွေမှာတော့အခြေအနေကောင်းနေရလည်းဖြစ်ပါတယ်အိမ်ကွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့အခုထိနိုင်ပွဲ2ပွဲပဲရယူထားနိုင်သေးရလည်းဖြစ်တယ်အထူးသဖြင့်စပါးကစားသမားတွေကအိမ်ကွင်းမှာအမားယွန်းနေလောက်တာကြောင့်ပေးသက်တွေရဲ့လောင်ပြောင်မှုဒဏ်ကိုလည်းခံနေရတာလည်းဖြစ်ပါတယ်အဲ့တော့ဒီအခုလာမဲ့ပွဲစဉ်မှာလီဗာပူးအသင်းနဲ့ပွဲစဉ်မှာအိမ်ကွင်းမှာရှင်ပြိုင်သွားရမှာဖြစ်တာကြောင့်လီဗာပူးအသင်းကိုအနိုင်ယူပြီးတော့အကောင်းဆုံးတုံ့ပြန်မှုတွေလုပ်ပြနိုင်မလားဆိုတာကလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်လီဗာပူးအသင်းကတော့မိနစ်ကယာဒီနဲ့လုံးဝကွဲပြားသွားပြီးတော့ဒီယာဒီမှာတော့ဇက်တိုက်ရလက်တွေစိုးရွားနေတာလည်းဖြစ်ပါတယ်ဒီပြအာနီစလော့နဲ့ဆာလာတို့ရဲ့ကျွန်တော်တို့ထိပ်တိုက်ရင်ဆိုင်မှုတွေလည်းရှိနေပါတယ်လက်ရှိချိန်မှာတော့ဒါပေမဲ့လီဗာပူးအသင်းပုံစံကောင်းပြန်ရပြီးတော့နိုင်ပွဲတွေရရှိထားရလည်းဖြစ်ပါတယ်ဆာလာကလည်းအသင်းနဲ့ပြန်လဲပါဝင်ကစားပေးနေပြီးတော့အခုချိန်မှာဆိုရင်တော့အာဖရိကဗလာရှင်ပြိုင်ဖို့ထွက်ခွာသွားခဲ့ပြီလည်းဖြစ်ပါတယ်လီဗာပူးအသင်းကနောက်ဆုံးကစားထားတဲ့3ပွဲစလုံးမှာလည်းပေးကိုမပေးရအောင်အကောင်းဆုံးပုံစံနဲ့အနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်ပီးမြားလေးမှာလည်းကျွန်တော်ထိတ်ဆုံး၄သင်းနဲ့ကိုပြန်လဲဝင်ရောက်နိုင်ဖို့အတွက်ဆိုလို့ရှိရင်လည်းပါးသင်းနဲ့ပွဲစဉ်မှာမဖြစ်မနေရလက်ကောင်းတွေရရှိအောင်စွမ်းဆောင်ပြသနိုင်မှုအတွက်လည်းလိုအပ်နေရတယ်ဖြစ်ပါတယ်ဒီနေ့နောက်ဆုံးထိတ်တိုက်တွေးဆုံထားတဲ့အချက်လက်တွေကိုလည်းပြောပြပေးခြင်းနဲ့နောက်ဆုံးထိတ်တိုက်တွေးဆုံထားတဲ့35ချိန်မှာလီဗာပူးအသင်းကအကြိမ်20တောင်အနိုင်ရထားတာဖြစ်ပြီးတော့စပါးအသင်းကတော့9ချိန်တရေရလက်ကတော့10ချိန်ထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်အဲ့တော့အချက်လက်တွေရတော့လီဗာပူးအသင်းကစပါးအသင်းထက်ပြက်ပြက်သားသားကိုအသာရထားတယ်လို့တော့ပြောလို့ရတယ်ပြီးခဲ့တဲ့ရာသီတွေးဆုံမှု4ချိန်စလုံးမှာလည်းလီဗာပူးအသင်းကဂိုးပြက်ရလက်နဲ့3ချိန်ထိတောင်အနိုင်ရရှိထားတာဖြစ်ပြီးတော့စပါးအသင်းက1ချိန်ပဲအနိုင်ရထားတာပါဒါကြောင့်လီဗာပူးအသင်းကပြက်ပြက်သားသားအသာရထားတယ်လို့တော့ပြောလို့ရပါတယ်နှစ်သင်းလုံးကတော့ဒဏ်ရာကစားသမားအချို့ရှိရဆိုပေမဲ့လည်းဒီပွဲကိုတော့တောင်တင်းနဲ့လူစီရင်နဲ့ပွဲထွက်လာဖို့တော့ရှိပါတယ်နှစ်သင်းလုံးအတွက်အရေးကြီးတဲ့ပွဲစဉ်လည်းဖြစ်တာကြောင့်ပွဲစဉ်ကတော်တော်လေးကိုကြီးကောင်းမဲ့ပွဲစဉ်ဖြစ်ပြီးတော့ခံမဲရမယ်ဆိုလို့ရှိရင်တော့လီဗာပူးအသင်းကိုပဲရွေးချယ်ထားခြင်းပါတယ်မိနစ်ကယာဒီလိုပဲတွင်းကိုအများပြားကိုလည်းတွေ့မြင်ရနိုင်မှာပါပိတ်သက်အနေနဲ့ရောဘယ်အသင်းကအနိုင်ရရှိသွားမယ်လို့ထင်လဲ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်